လွန်ခဲ့တဲ့နှစ်ပေါင်းတရာဟိုတယ်မွေးတဲ့အချိန်တုန်းကနှစ်နဲ့နမိတ်မှာနှစ်ပေါင်းတစ်သောင်းအတွင်းတွေ့ရခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာဝန်းကျင်၅ပါးပေါ်လာခဲ့ပြီးဟိုတယ်ရဲ့ပြပပတ်လည်မှာစဝေးကဟိုတယ်ကိုကောက်ွယ်ပေးခဲ့ကြပါတယ်။ဟိုတယ်ရွေရောက်လာတဲ့နဲ့အမျှဝန်းကျင်၅ပါးစွမ်းအင်ကလည်းအလင်းအမြန်တိုးတက်လာပြီးတော့အဲ့လိုဖြစ်တာကပဲနှစ်နဲ့နမိတ်အတွက်ကောင်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲနှစ်နဲ့နမိတ်ရဲ့ကြီးကဲတအုပ်ဖြစ်တဲ့ချုံရင်ကဟိုတယ်ကိုတပည့်အဖြစ်လက်ခံခဲ့ပါတယ်။ချုံရင်ကဝန်းကျင်၅ပါးရဲ့ဇင်းမြစ်ကိုရှာဖို့အချိန်များစွာဗေဒင်တက်ခဲ့ပြီးတော့ဟိုတယ်ရဲ့ဘဝမှာတည်တည်နိုင်တဲ့ကတ်ဆိုရှိနေတာကိုတွေ့ခဲ့ပါတယ်။နှစ်နဲ့နမိတ်ဂိုင်းလေးကိုင်းမဟာမိတ်ကိုမကျူးကျော်ခင်ညကချုံရင်ကသူ့ရဲ့တပည့်ချင်းဟဲကိုဆင့်ခေါ်ခဲ့ပါတယ်။ချုံရင်ကသူ့ရဲ့တပည့်ချင်းဟဲကိုဟိုတယ်ရဲ့ဝန်းကျင်၅ပါးကိုယူကာစစ်တပ်ကိုဦးဆောင်ပြီးတော့ဂိုင်းလေးကိုင်းမဟာမိတ်ကိုတိုက်ခိုင်းပါတယ်။ချုံရင်ရဲ့ဗေဒင်အရာဒီတက်ပွဲကဟိုတယ်တည်တည်နိုင်တဲ့ကံကြမ္မာရှိတာမို့ချင်းဟဲကိုဟိုတယ်ရဲ့အစာအသေးခံခိုင်းနေတာဖြစ်ပါတယ်။ဒီအခက်အခဲကိုသာကျော်လွန်နိုင်ရင်ဟိုတယ်ရဲ့အနာဂတ်တာဝလန်ကအခက်အခဲမရှိဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ချင်းဟဲကတော့နှစ်တရာလောက်သာတပွဲဖြစ်မှုတဲ့ဟိုတယ်အစာချုံဟဲရဲ့ပထမဆုံးတပွဲဖြစ်တဲ့သူ့ကိုအသေးခံခိုင်းတာကြောင့်ဝန်နေနေပါတယ်။ချုံဟဲကဘေဒင်ကိုအကြိမ်များစွာတောက်ခဲ့တာကြောင့်သူ့ရဲ့တက်တန်းကကုန်သွားပြီဖြစ်ပါတယ်။တခြားနီလန်းလည်းရွေးချယ်စရာမရှိခဲ့တာမို့သူ့ကိုအပြစ်မတင်ဖို့ချုံဟဲကတောင်းပန်ပါတယ်။နှင်းနဲ့နမိတ်ကမဖွင့်ပြိုးတဲ့နေမြေမှာရှိခဲ့တာကြောင့်မို့ဟိုတယ်ကိုကောက်ဝယ်တာကတိုင်းပြည်ရဲ့နောက်ကကိုကောက်ဝယ်တာပဲလို့ပြောကချုံဟဲကသေဆုံးသွားပါတယ်။ချင်းဟဲကလည်းသူ့ဆရာရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်ဟိုတယ်သားအသေးခံဖို့ရွေးချယ်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့နှင်းရီကရုပ်ထုအစဉ်ကြောင့်ဂိုင်းလေးကိုင်းမဟာမိတ်အဖွဲ့တွေကအေးခဲကကြာဆုံးနေပါတယ်။ကျုံးဦးထက်ကလည်းသူ့ရဲ့တိုင်းပြည်ကာကွယ်ရေးနဂါးနဲ့နှင်းရီကရုပ်ထုအစဉ်ကိုဖျက်ဆီးပစ်နေပါတယ်။ဟိုတယ်ကကျူးချွဲပြည်ကတန်တမန်ကိုခေါ်လာပြီးတော့တိုင်းပြည်ကာကွယ်ရေးနဂါးကိုတတ်ခိုင်းပါတယ်။ဟိုတယ်စစ်ကမတည်သေးပဲအခုမှပေါ်လာတာမို့ဝလင်ပါဝင်အားလုံးကအံအားသင့်နေရပါတယ်။ကျူးချွဲပြည်ရဲ့တန်တမန်အိုချစ်ကသူ့အနေနဲ့တိုင်းပြည်ကာကွယ်ရေးနဂါးကိုတပ်ပိုင်ခွင့်မရှိဘူးလို့ပြောနေပါတယ်။ဒါပေမဲ့နဂါးကြီးစမတိုက်နိုင်အောင်သူ့ကြောက်ကိုဆွဲထုတ်ပေးဖို့ကတော့တက်နိုင်တယ်လို့ပြောပါတယ်။အဲ့ဒီနောက်အိုချစ်ကတိုင်းပြည်ကာကွယ်ရေးနဂါးရဲ့သူ့ကြောက်ကိုဆွဲနှုတ်လိုက်ပါတယ်။တွေးကြောမရှိတော့တာမို့တိုင်းပြည်ကာကွယ်ရေးနဂါးကကြောက်ရွံ့ဖြစ်ပြောင်းသွားပြီးတော့ပျက်စီးသွားပါတယ်။တိုင်းပြည်ကာကွယ်ရေးနဂါးမရှိတော့တာမို့ဂိုင်းလေးကိုင်းမဟာမိတ်ကဆစ်ရှုံးသွားပြီဖြစ်ပါတယ်။ဟိုတယ်ကကြံနေတဲ့သူတွေကိုအမြင့်ပြတ်သုတ်တင်မှုအတွက်သူ့ရဲ့ဝိညာဉ်၅ပါးကိုပြန်ဆင့်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ဝိညာဉ်၅ပါးက၄ကောင်သာရှိပြီးတော့ဝမ်လင်ကမြေဝိညာဉ်ကိုဖမ်းယူလိုက်တာမို့တကောင်ရောနေပါတယ်။ဝိညာဉ်လေးပါပြန်အားကောင်းလာတာနဲ့အတူဂိုင်းလေးကိုင်းမဟာမိတ်ဖွဲ့မှာရှိနေတဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့သွေးဆုံးလာခဲ့ပြီဖြစ်ပါတယ်။အကြီးကဲကျုပ်ရင်လည်းအပြင်းထန်ထန်ရသွားသလိုချင်းဆုံးလည်းမိသားရဲ့ဝိညာဉ်ကြောင့်ပဲသွေးဆုံးသွားရပြီဖြစ်ပါတယ်။ကျိုးဦးထိုက်ကစိတ်မြေပြင်ကနေလွတ်မြောက်သွားပြီးမို့ဝမ်လင်ကသူ့စီကနေမိုးယူဖို့ထွက်လာပါတယ်။ကူတစ်ခုထဲမှာတော့ကျိုးဦးထိုက်ကအပြင်းထန်ထန်ရနေပြီးဝမ်လင်ကခမောက်ဆောင်ကရောက်လာပါတယ်။ကျိုးဦးထိုက်ကအတွေးပုံကိုကြည့်ပြီးတော့ဝမ်လင်မန်းတီတာမို့မတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝမ်လင်ကမိုးအိုးကိုလိုချင်နေတာမို့ကျိုးဦးထိုက်ကဝမ်လင်ကိုမိုးအိုးပေးလိုက်ပါတယ်။ဝမ်လင်ကလည်းမိုးအိုးကိုယူလိုက်ပြီးကျိုးဦးထိုက်အတွက်စစ်သေးချိုပေးကထွက်သွားပါတယ်။ဝမ်လင်မိုးအိုးကိုယူပြီးတော့ပြန်လာတဲ့လမ်းမှာပဲနင်းနဲ့နမိတ်ကအကြီးကတအုပ်ဖြစ်တဲ့လျန်နင်ရောက်လာပါတယ်။လျန်နင်ကစက်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ဖြစ်တာမို့ဝမ်လင်ကရှင်းချလို့မရပဲခုခံနေရပါတယ်။ဝမ်လင်ကသူဖန်တီးထားတဲ့ထံမီသားစုရဲ့နဆိုးဝန်းကျင်တွေနဲ့လျန်နင်ကိုတိုက်ခိုက်ပါတယ်။ဒါပေမဲ့လည်းနဆိုးအလုံးလျန်နင်ရဲ့လက်ချက်နဲ့ပဲတေကုန်ကြပါတယ်။ဝမ်လင်ကထွက်ပြေးပေမဲ့လည်းလျန်နင်ကသူ့ရဲ့ရှေ့မှာထပ်ပေါ်လာကတိုက်ခိုက်ပြန်ပါတယ်။လျန်နင်ကစက်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ဆိုပေမဲ့ရုပ်ပိုင်းဆိုင်ရာမှာတော့အားနည်းချက်ရှိနေသေးတာမို့ဝမ်လင်ကနဆိုးထန်ကြီးကိုနဖျားသွေးထည့်ပေးပြီးတော့တိုက်ခိုက်ပါတယ်။နဖျားသွေးရသွားတာနဲ့နဆိုးထန်ကြီးကလျန်နင်ကိုစတင်တိုက်ခိုက်ပါတယ်။ဒါပေမဲ့လည်းလျန်နင်ကိုမနိုင်တာကြောင့်ဝမ်လင်ကနဆိုးထန်ကြီးကိုဖောက်ခွဲပစ်ပြီးတော့ထပ်ထွက်ပြေးပါတယ်။အဲ့ဒီနောက်ဝမ်လင်ကတားမြက်လန်ကတဆင်ကောင်းကင်ဒုက္ခစွာရင်ကိုဆင့်ခေါ်လိုက်ပါတယ်။ဝမ်လင်ဆင့်ခေါ်တဲ့ကောင်းကင်ဒုက္ခကိုကြီးချွဲ့ပြီးရဲ့တတမန်အိုချစ်ကတွေ့တော်ပါတယ်။ဝမ်လင်ကကောင်းကင်ဒုက္ခစွာရင်နဲ့တိုက်တော့လန်နေရဲ့ပြသက်ကြီးကပောက်ကွဲသွားကလျန်နေလည်းသေဆုံးသွားပါတယ်။အဲ့ဒီနောက်ဝမ်လင်ကမြေအောင်ကျစ်တဲ့နဲ့ထွက်ပြေးနေတော့အိုချစ်ကကောင်းကင်ဒုက္ခကိုနောက်တစ်ကြိမ်ဆင့်ခေါ်နိုင်မလားလို့လန့်ပြောပါတယ်။အိုချစ်ကဝမ်လင်ကိုရုံလုံးပြပြီးစကားထွက်ပြောဖို့ပြောပေမဲ့ဝမ်လင်ကတော့သူများကိစ္စတွေဝင်မပါဖို့သာဆုံးဖြတ်ထားပါတယ်။ဂိုင်းလေးရိုင်းမဟာမိတ်ပျက်စီးသွားပြီးတဲ့နောက်တနေ့အတွင်းကျန်နေတဲ့သူအလုံးဒီပါကနင်းနဲ့နမရဲ့တုံးသိမ်းခြင်းကိုခံလိုက်ရပါတယ်။အသက်ရှင်နေသေးတဲ့သူတွေကလည်းစမြုပ်နေထိုင်နေရပြီးတော့ကိုကြောင်ကိုဝနဲ့ရှင်းတန်ခဲ့ရပါတယ်။အချိန်9နှစ်ကြာသွားပြီးတဲ့နောက်ဝမ်လင်ကဗတိစေတဲ့ဝင်ကအကျဉ်းချနေပါတယ်။ဗတိစေကမြေဝင်းညင်ကိုဆုပ်လိုက်တာမို့မြေတက်ဆွင်လည်းပြေဝသွားပြီးတော့ဗတိစေထဲမှာဝင်းညင်စွာရံနေငယ်ရှိလာပါတယ်။ဝမ်လင်ကဌာနီဗတိစေထဲမှာသူမသိသေးတဲ့လောကဆက်ကြမှုတွေရှိအောင်မယ်လို့ယုံကြည်နေပါတယ်။ဝမ်လင်ကအသေးချင်းရှင်ချင်းအတွေ့အပုံကိုနားလည်ပြီးတော့တဲ့နောက်ဗတိစေရဲ့အချိန်ပြောင်းပြန်လာတဲ့အကျိုးသက်ရောက်မှုကလည်းပြည့်ပြည့်သွားပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်မူလအချိန်နဲ့ဗတိစေတွေကအချိန်ကကွာခြားမှုမရှိတော့ဘဲအတူတူဖြစ်သွားပါတယ်။ဗတိစေတွေမှာပုံနေတဲ့ချိန်ကလည်းအကန့်အသတ်ရောက်လာနေပြီးတော့နောက်လေးနှစ်နေရင်ဝမ်လင်ကစက်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကိုရောက်တော့မှာဖြစ်ပါတယ်။ဝမ်လင်ကဗတိစေတွေကထွက်လာပြီးတော့ဂိုင်းလေးကိုင်းမဟာမိတ်ကိုတင်ပိတ်ထားတဲ့နင်းနဲ့နမိတ်တိုင်းမျိုးကိုရောက်လာပါတယ်။မြို့ထဲမှာလက်ပတ်ကြည့်တော့တာမန်လူတွေအကုန်လုံးမှာသေရင်တရားဝိညာဉ်ရှိနေတာကိုဝမ်လင်ကတွေ့သွားပါတယ်။ဒါကတော့အပိုင်း60ဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုနောက်နေ့မှဆက်ပြီးတော့တင်ပြသွားပါမယ်။